Feminism Village မှာပြန်လည်ကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကခေတ်ခါမှာရှိတဲ့ဘန်နာလီစားတော့ဆိုင်လေးကိုတောင်းမှာဖြစ်ပါတယ်သူကတော့ BTS အစိမ်းလိုင်းကိုကျွန်တော်ဂိတ်ဆုံစီးပြီးတော့နံပါတ်36စေပတ်တန်ကားလေးစီးပြီးတော့အောင်ဖြစ်ပါတယ်ဒီနေ့ကတော့နေပူနေရတဲ့ပဲကျွန်တော်ပို့လေးကားပြီးတော့ခီးစီဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်တော့ဘန်နာလီစားတော့ဆိုင်လေးကိုရောက်ပါပြီခင်ဗျာဆိုင်လေးရဲ့တွင်ဘက်ကနေကြည့်ရရှုပြပါဗျာ။လုံးဝအေးချမ်းဒီနေ့ကျွန်တော်မှာစားပြတာတော့ငါးတုံးရည်လေးတမိုးလေးထောက်ရဲ့ငါးကြော်ရဲ့ကနန်းသမင်းကြော်ရဲ့ဖြစ်ပါတယ်ကျွန်တော်ကတော့အစားအသောက်ကိုရမ်းကြိုက်ပါတယ်ပြီးရတဲ့စီးနဲ့ရရှိတဲ့အရာတော့လုံးဝဆုံးမတ်ပါတယ်โอเคဒီနေ့ကိုဒီလောက်နဲ့တော့ဆက်ပါတယ်နောက်လာမယ့်ဗီဒီယိုလေးတွေလည်းအားပေးပါအောင်လို့ကျွန်တော်ကဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်